ရေပေါ်မှာပဲအခြေချခဲ့ကြပေမဲ့အင်းသားတွေရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကကုန်းပေါ်မှာပါဖူးပွင့်ခဲ့ပါတယ်။နှစ်စဉ်ကျင်းပတဲ့ဖောင်တော်ဥဖျားပွဲတော်ဟာတစ်နှစ်ထက်တစ်နှစ်ဆင်ကားခဲ့ပြီးအထူးသဖြင့်ခြေထောက်နဲ့လော်တဲ့လှေပြိုင်ပွဲတွေဟာဒေသခံတွေရဲ့ရင်ကုန်တန်တွေနဲ့ပြည့်နှက်ခဲ့ပါတယ်။ကံရဲ့အနောက်ဘက်အင်းတိန်ရွာမှာတော့လွန်ခဲ့တဲ့ရာစုနှစ်ချီကတည်ထားခဲ့တဲ့စေရီပိုရိုးပေါင်းများစွာကိုယနေ့တိုင်းဖူးမြော်နိုင်ပါသေးတယ်။ဒါတွေဟာပကံကစ်ဘုရင်တွေရဲ့ကောင်းမှုတော်တွေလို့ဆိုကြပါတယ်။ဒါအပြင်အင်းလေးကန်တဝိုက်မှာကြာကြီးရက်လုတ်ခြင်းပန်းထိတ်လုပ်ငန်းပိုးတဲ့ရက်လုတ်ခြင်းစတဲ့လက်မှုပညာရက်တွေလည်းရာစုနှစ်ချီရှင်သန်ခဲ့ပါတယ်။ဒါပေမဲ့ဒီလှပတဲ့ရေပြင်ကြီးဟာဒီနေ့မှာတော့ချင်းချောက်မှုတွေနဲ့ရှင်ဆိုင်နေရပါပြီ။အုံနောက်35ခုနှစ်ကနေ2000ပြည့်နှစ်အတွင်းအင်းလေးကန်ရဲ့ပွင့်လင်းရေပြင်EERဟာ32ရာခိုင်နှုန်းနီးပါးလျော့နေသွားခဲ့ရပါတယ်။အကြောင်းရင်းတွေကတော့ရေပေါ်ဥယျာဉ်တိုးချဲ့လာခြင်းပတ်ဝန်းကျင်တောင်တွေပေါ်ကအသစ်တော်ပြုံးတီးမှုကြောင့်အနေအနှစ်တွေကန်အတွင်းပုံမှုအနေထိုင်လာခြင်းတို့ကြောင့်ပါ။